Hello မင်္ဂလာပါဒီနေ့မှာမွားဆက်ပြမှာတော့ဝက်နံယူအာလူချက်လေးဖြစ်ပါတယ်အခုဆိုလို့ရှင်တော့မွားဆေးပြီးသားဝက်နံယူတွေကိုစားငပြရဲဟင်းချုံမုံရဲပြီးလို့ရှင်တော့ပင်ငပြရဲရောပြီးတော့နေပါတယ်ရှင်ဒါမှအယောင်လေးလဲလှမှာပါရှင်ဒါကတော့ဟင်းနဲ့မှာပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်အချင်းနဲ့ငယ်စက်သွန်ဖြူရဲ့အာလူအနှဲငယ်ရဲ့အာလူကတော့နည်းနည်းပဲကြိုက်လို့နည်းနည်းပဲထည့်ပါရှင်ပြီးလို့ရှင်တော့စက်သွန်အနီရဲ့ဒါဆိုလို့ရှင်တော့ချက်လိုက်ကြအောင်ပူနေတဲ့အိုးတွေကိုစီနှင်းငယ်ထည့်ပြီးလို့ရှိရင်တော့မုနာပြထားတဲ့စက်သွန်အနီရဲ့စက်သွန်အဖြူရဲ့ထောင်းထားတဲ့ချင်းရဲ့ကိုထည့်လိုက်ပါရှင်တကြားကိုဒီလိုထဲတဲ့ရွေချက်ကတစ်ခုရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကြားကိုဒီလိုစီတက်တဲ့ထဲတဲ့အခါကျလို့ရှိရင်ဒီဟင်းရဲ့အယောင်လေးကစူပြီးတော့တောက်နေတာပါရှင်။အဲကြောင့်တကြားကိုစီတက်တဲ့ထဲစီတက်တဲ့အနက်လေးမွေးလာပြီးစက်သွန်နဲ့လေးမွေးလာပြီးဆိုလို့ရှိရင်တော့အသားတွေကိုထည့်ပြီးတော့တေချာစီတက်ပေးပါရှင်။ဒါမှလည်းအသားအညီနဲ့ပျောက်သွားမှာပါရှင်။ပြီးတော့အယောင်အတွက်လည်းတေချာတာအထောက်အကူပြုပါတယ်ရှင်။အသားတွေကိုတေချာစီတက်ပြီးလို့ရှိရင်အသားလေးရဲပြီးတော့မှုေးလာပြီးဆိုလို့ရှိရင်တော့မမိုးတို့တွေအသားတွေကိုရေထည့်လိုက်ပါရေထည့်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးလို့ရှိရင်အခုလိုရေထည့်ပြီးတော့ချက်ပြီးတဲ့အချိန်မှာနောက်ထပ်15မိနစ်20လောက်ကြာလို့ရှိရင်တော့အဖုံးတစ်ချက်လမ်းပြီးထပ်အောင်လမ်းပြီးပါရှင်အခုဆိုလို့ရှိရင်တော့အသားလေးလက်စီပြန်လာပြီဆိုလို့ရှိရင်တော့ရေစီးထားတဲ့အာလူကိုငိုတို့ထည့်ပြီးတော့ဒီစီတက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့ဒီရေထပ်ထည့်ပြီးလို့ရှိရင်တော့အသားနူအောင်အသားရဲ့အာလူရဲ့နူအောင်ချက်ပါမယ်ရှင်အခုဆိုလို့ရှိရင်တော့အနက်ရတာနဲ့ပြည့်စုံတဲ့ဝက်နံယူအာလူချက်ကလေးလာပါပြီရှင်အရောင်လေးကလည်းဆိုပြီးတော့အိတ်နေပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့မဟုတ်တကြားကိုစီတက်ပြီးထည့်တာကြောင့်ပါတကယ်လို့ဒီဟင်းချက်တော့မယ်ဆိုရှင်ကိုကဆလေးမှုတ်တွေပါမသုံးဘူးဆိုလို့ရှိရင်တော့ဒီတကြားလေးကိုစီတက်ပြီးထည့်သင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်